ခါကငါလုံးမတရုတ်ဟာမတော်တဆသွားကြောသွားခဲ့ပါတယ်အဲ့ဒီအခါသူ့တငယ်ချင်းကခွေးထူတောင်စားလေးကငါလုံးမအဲ့ဒီသွားကိုခေါင်းအောင်မှထေထားလိုက်မနှက်ကြရဲ့ပတ်စံရလိမ့်မယ်လို့အကြံပေးတာနဲ့ငါလုံးမလည်းခွေးသားလေးပြောတဲ့အတိုင်းလှုပ်ကြည့်တာပေါ့ညရောက်တော့တကယ်ပဲအမွေးပေါ်ပွားနဲ့သွားနဲ့သမီးစောက်ချပူမလေးရောက်လာပြီးသွားကိုယူငါလုံးမကိုဒေါ်လာတင်ဟာတန်တရွက်ပေးသွားခဲ့ပါတယ်မနက်လင်းလို့အားလုံးနိုးလာတဲ့အခါဒေါ်လာတင်ဟာတန်ကိုမြင်ပြီးငါလုံးမများအံ့တော်မင်းထက်သွားကြတာပေါ့ဒါကိုမြင်သွားတဲ့သူ့ရဲ့ခက်ဆက်ဆက်တငယ်ချင်းဖြစ်သူပါအကြံတစ်ခုရသွားပါတယ်ငါလုံးမကသွားအတူတဲ့အများကြီးကိုခေါင်းအောင်မှစုပုံထည့်ပြီးညာကိုစောင့်နေလိုက်တယ်ညဘက်မှာတော့အမွေးပွားသွားနဲ့သမီးလေးကဒုံးဆန်အတိုင်းရောက်လာပြီးသွားအတူတွေကိုယူသွားကဒေါ်လာတင်လိုက်တန်တွေအများကြီးထားပေးခဲ့ပါတယ်မနက်နိုးလာတဲ့အခါမှာတော့ငါလုံးမကသူ့စီမှာဒေါ်လာတန်းချီရှိနေတာကိုမြင်ပြီးပျော်လွန်းလို့တုံရင်နေတာပေါ့ဒါပေမဲ့ပတ်စံတွေကိုပတ်စံကြီးဆက်ထည့်စစ်လိုက်တဲ့အခါမှာတော့အဲ့ဒီပတ်စံတွေအားလုံးဟာအတူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်ငါလုံးမကသွားအတူတွေပြီးခဲ့လို့ဂျပူမနဲ့သမီးကလည်းပတ်စံအတူတွေပဲပြန်ပေးခဲ့တာလေဒါကိုတငယ်ချင်းဖြစ်သူခွေးတူတောင်ဆိုင်လေးကဒေါသတကြီးနဲ့ငါ့ကိုလိန်တယ်ပေါ့ဆိုပြီးသူ့ရဲ့သွားအစစ်တစ်ချောင်းကိုကိုယ်တိုင်ရိုက်ချိုးလိုက်ပါတယ်ပြီးတော့အဲ့ဒီသွားကိုကောင်းအောင်အောက်ထည့်ပြီးဂျပူမနဲ့သမီးအလားကိုချောင်းဖန်ပါတော့တယ်ဂျပူမနဲ့သမီးပေါ်လာတာနဲ့သူကဖမ်းဆီးပြီးထိုးချိတ်ကငါ့ကိုဒေါ်လာ69တန်းပေးရမယ်လို့ငါလုံးမသားလေးကချင်းချောက်ပြီးတောင်းဆိုလိုက်ပါတယ်ဂျပူမနဲ့သမီးကလည်းကြောက်ကြောက်နဲ့ပဲသဘောတူလိုက်ရတာပေါ့မနက်မိုးလင်းလို့သူနိုးလာတဲ့အခါခေါင်းအောင်အောက်ကိုအသေးအတန်နှိုက်ကြည့်ပြီးမဲ့တပြားတစ်ချက်မှရှိမနေပါဘူးသူစိတ်ပြတ်သွားတဲ့အချိန်မှာပဲသူ့တငယ်ချင်းတွေအားလုံးကလက်နက်ကိုစီနဲ့သူ့စီချင်းကပ်လာကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သွားနဲ့သမီးကသူ့ရဲ့ကြီးမှန်းချက်ဖြစ်တဲ့ဒေါ်လာတန်ချီတန်ဖိုးကိုဖြည့်ဆည်းပေးတဲ့အနေနဲ့သူ့ရဲ့ပါဆက်ထိတ်ကသွားတွေအားလုံးကိုရွှေသွားတွေအဖြစ်ပြောင်းလဲပေးခဲ့လို့ပါပဲကြည်နေတဲ့ငါလိုမသားများလဲခုလိုတွေ like မလုပ်ကြဘူးအကြံပေးခြင်းပါတယ် like and follow လဲလုပ်သွားကြအောင်နော်ငါလိုမအများကြီး